ဒီရွာမှာလူတိုင်းကဟန်ဆောင်မှုအမျိုးမျိုးနဲ့နေထိုင်ကြပါတယ်အမျိုးသမီးတယောက်ကတပြက်စီးလဲနေတဲ့ယောက်နဲ့ပန်းသီးတွေကိုခိုးယူနေတယ်လို့ဖုံးတော်ကြီးကလည်းဆူတောင်းမှုသွားနေတဲ့ယောက်နဲ့တကယ်တမ်းမှာတော့အရက်ခိုးတောက်ဖို့သွားနေခဲ့တာဖြစ်ပါတယ်ဖုံးတော်ကြီးဟာအကျဉ်းသားတွေကိုတွားရောက်လောင်ပြောင်ပြီးကိုအတွက်ဖျားသခင်ရဲ့ကောင်းကြီးတွေကိုတောင်းခံခဲ့ပါတယ်အကျဉ်းသားကလည်းအိမ်နေတယောက်နဲ့တကယ်တမ်းမှာတော့ထွက်ပြေးဖို့ကြံစီနေခဲ့ပါတယ်တထေးကြီးတယောက်ကတော့သူ့အိမ်ကိုဆင်းရဲတဲ့အောင်ဟန်ဆောင်ထားပေမဲ့ရွှေရင်းကားတွေအများကြီးကိုတင်ထားခဲ့ပါတယ်တထေးကြီးကရွှေရင်းကားတွေကိုပျော်ပျော်ကြီးရတက်နေတော့ပြင်းပေါက်မှာရွှေရင်းကားတွေရဲ့အယောင်ကလင်းလက်လာခဲ့ပါတယ်ဒါကိုတစ်ဖက်အိမ်ကလူတယောက်ကချောင်းကြည့်နေခဲ့ပါတယ်အဲဒီလူရဲ့ဇနီးကထင်းကောက်သွားတဲ့ယောက်နဲ့သူမရဲ့ရီစားဖြစ်သူနဲ့ထိန်းတွေးနေတော့မှခင်မွန်းဖြစ်သူကတထေးရဲ့အိမ်ထဲကိုခိုးဝင်ပြီးတထေးကြီးကိုပြင်းပေါက်ကနေပြစ်ချပြီးတပ်ဖြတ်လိုက်ပါတယ်တေဆုံးနေတဲ့တထေးကြီးရဲ့အလောင်းကိုမျက်မှန်တဲ့လူကတွေ့သွားပြီးလူသက်သမားကိုဖမ်းဖို့လှေကားပေါ်တက်တဲ့အချိန်မှာအိမ်နီးချင်းအဖိုးအိုကသူ့ကိုလူသက်သမားလို့ဆွဆွဲပြီးအော်ဟစ်ခဲ့ပါတယ်မျက်မှန်တဲ့လူကအဖမ်းခံရပြီးထောင်ထဲကိုရောက်သွားခဲ့ပါတယ်အပြင်ကလူအုပ်ကြီးကသူ့ကိုဝိုင်းပြီးရိုက်နှက်ကြကနှိမ်ချဆန့်ခဲ့ကြပါတယ်လူသက်သမားကတော့လူကောင်းရောက်ဆောင်ပြီးလူအုပ်ထဲမှာရောနှောနှောနေခဲ့ပါတယ်သူကလူသက်သမားဆိုတာကိုအားလုံးမရိပ်မိအောင်တထေးကြီးရဲ့စာပနာကိုဝိုင်းဝန်းခုမြုပ်ပေးခဲ့ပြီးဘာသာရေးအားလုံးကိုပါဝိုင်းဝန်းကူညီပေးနေခဲ့ပါတယ်လူသက်သမားရဲ့ဇနီးဖြစ်သူကမျက်မှန်တဲ့လူကိုခေါ်ပြတစ်ချောင်းခိုးပေးလိုက်တာကြောင့်သူဟာလှိုင်ကူကိုတူပြီးထွက်ပြေးနိုင်ခဲ့ပါတယ်သူထွက်ပြေးသွားတာကိုအကျဉ်းသားတယောက်ကပြောလိုက်တဲ့အခါမှာတော့ကျွာသားတွေအားလုံးကသူတို့နောက်ကိုလိုက်ခဲ့ကြပါတယ်ဒါပေမဲ့သူတို့ကိုဖမ်းမမိခဲ့ပါဘူးနောက်ဆုံးမှာတော့လူသက်သမားရဲ့ဇနီးဟာမျက်မှန်တဲ့လူကိုခေါ်ပြီးရွာကနေအပီးတိုင်ထွက်သွားခဲ့ပါတယ်တကယ်လူသက်သမားအစ်စ်ကတော့ရွှေရင်းကားတွေကိုပျော်ပျော်ကြီးရွတ်တက်နေပြီးဖုံးတော်ကြီးကလည်းခိုးပြီးအရက်တောက်မြေတောက်နေစေပါရွာကလေးကတော့အရင်လိုပဲဟန်ဆောင်မှုတွေနဲ့ပြည့်နေနေတဲ့မူလအခြေအနေတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်ပြီးတော့ပါပြီ